ရှင်ကလည်းအိမ်ရတဲ့တနေ့တစ်မျိုးမရိုးအောင်အမျိုးမျိုးနဲ့တော်တော့ကတော့အဲ့လိုပဲအမျိုးမျိုးဝင်နိုင်တယ်ကျုပ်တို့မိန်းမတွေမှာတော့ဈေးရဲသွားလို့ရှိရင်အဲ့ဈေးတစ်ပတ်လုံးကိုရှောက်ကတာခြေထောက်တွေတောင်ညောင်းနေဘာလို့ဝယ်လို့ဝယ်ရမှန်းမသိအော်တပေါင်းလာပြင်းနေဆိုတာအဖေများနေအတွက်ဖျားပန်းလေးကတ်ထားကိုကြည့်ရွှေတတိတရလေးနဲ့ကို့အဖေများနေဆိုပြီးတော့ဖျားပန်းလေးနဲ့ကတ်ပြီးတော့လှူတာ ကိုရှာကျွနေကိုလင်နေရောနေတစ်ခါပဲဘယ်နှခါပြောဘူးလေဒေါ်မို့အလုပ်ပြီးသွားရင်ထမင်းခူးကျွေးဖို့လို့လာဟိုနေမြင့်နေပြီ ရှင်ကဘာဖြစ်လို့ကိုယ့်လက်နဲ့ကိုခူးမစားနိုင်တာလဲ ငါဘယ်တော့ခူးစားလို့လဲပြေးသွားပြီးတော့ကြားလိုက်တာမောပြီးတော့စားချင်တဲ့စိတ်တော့မရှိတော့ဘူး အားလုံးမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော် mystery reporter တွေမြောက်ပေးခြင်းနဲ့ဗီဒီယိုဖိုင်လေးကတော့ဒါရောက်မှသဘောကျဖို့ကောင်းတဲ့ဒါကိုကြီးရွှေနဲ့ဒေါ်မိုးတို့ရဲ့အိမ်တွေရဲ့ပြဿနာအလွဲဟာတာဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒါကတော့တောင်းဆိုထားတဲ့ကျွန်တော် mystery ကိုမြောက်ပေးခြင်းပဲဖြစ်ပါတယ်အဆုံးလိုက်ပါကြည့်ရှုပေးပါအောင်နော် ဟဲ့ ရှင်လာပြီကိုကြည့်ရွှေဒီမှာရပါ ဈေးရပြန်လာ ဦးသိတစိတ်ကို1200လှဲဟိုဟောဘက်ဒီဘက်ထောင်လို့မရလို့အဲ့မှာနှစ်စိတ်ပူပြီးဒုံးနဲ့ထိုးလာတယ်ဘောကကိုရ ဒါဈေးကြီးတယ်ပေါ့ ပေးလိုက်တဲ့ပတ်စံ4000ကလည်းကျမမလောက်ဘူးပထမ3000လောက်တယ်ခု4000ကိုမလောက်ဘူးရှင်ကလည်းအိမ်ရတဲ့တနေ့တစ်မျိုးမရိုးအောင်အမျိုးမျိုးနဲ့ လှကျင်တာပေါ့ ဟာဟိုနေ့ကမက်ကီရဲ့ပေးထားလေအဲ့ဒီလေးတယ်နဲ့ပစိုးနှစ်ထည့်ပေးထားလေပလီကနှစ်ထည့် တော်တော့ကတော့အဲ့လိုပဲအမျိုးမျိုးဝင်နိုင်တယ်ကျုပ်တို့မိန်းမတွေမှာတော့ဈေးရဲသွားလို့ရှိရင်အဲ့ဈေးတစ်ပတ်လုံးကိုရှောက်ကတာခြေထောက်တွေတောင်ညောင်းနေဘာလို့ဝယ်လို့ဝယ်ရမှန်းမသိဘယ်ဟာကိုင်လို့ကိုင်ရမှန်းမသိကိုလိုချင်တဲ့ပစ္စည်းလေးကိုကောက်ကိုင်ပြီးအော်ဒါလေးကိုငါလိုချင်လိုက်တာလေးလိုချင်တဲ့စိတ်ကိုချိုးနှိမ်ပြီးတော့အော်မယူတော့ပါဘူးဒါဆိုလို့ရှိရင်ငါတယောက်တည်းအတွက်ပဲအသုံးဆောင်ဖြစ်မယ်ဒီပြင်ဟာလေးဝယ်လိုက်ချင်းတအိမ်သားလုံးအတွက်ဘာလေးဝယ်လိုက်ချင်းတအိမ်လုံးအတွက်ကိုခေါင်းထဲမှာတွေးပြီးတော့ငကိုတော့ကဆိုင်ကယ်လန့်300နေပြီးတော့900 1000ကနေခု1500အသွားကိုကုန်ကြောင်းသွားတယ်အပြန်မှာဆိုင်ကယ်စီးနိုင်တယ်နှုတ်မို့ဆိုဆိုင်ကယ်ပို့နှုတ်လိုက်လို့ရှိရင်ဝယ်စရာမရှိတော့ဘူးဒီမှာဟာမှာချင်းမောင်ရွက်တောင်တစ်စီးကို900ချင်းမောင်ရွက်က2စီးဝယ်လာတယ်ကစုံညုံဝယ်လာတယ်အရွက်တွေအသီးတွေဝယ်လာတယ် အမှန်တော့တာ တော့ရလဲလေအဲ့ဝက်သားချောင်းကလည်းပြောတာဝက်သားကုန်စည်တွေကတက်နေတဲ့ကြားထဲမှာရှင်ကရှင့်တယောက်စာပဲရှင်ကောင်းထဲမှာထည့်ထားတယ်မနေ့ကတိုင်းရန်စီးကိုသွားတော့ဟိုမှာပကံကြီးနဲ့ထည့်ပြီးတော့မှအဲ့ဒီခလေးအိမ်ကကျွေးလိုက်တဲ့အကျွေးကသေးသလားကိုကြီးရွှေရဲ့အဲ့မှာလဲစားလာတယ် ဟဲ့သူများအိမ်မှာသွားစားတော့အဲ့ငါအဲ့တယ်အဲ့ဒါဆိုတော့ချင်းရင်စားရတယ်ဝအောင်စားလို့ရတာမဟုတ်ဘူးအဲ့တဲ့က အော်လှအောင်ပဲစားလာ လှအောင်ပဲစားလား စားလဲစားသေးတယ်လှအောင်ပဲစားလာတယ်လို့ပြောတယ်ဘလောက်စားသူများအိမ်မှာစားပြီးလို့ရှင်ကျဲစုမတင်တဲ့စကားတွေလာပြီးတော့မပြောနဲ့ကိုကြီးရွှေဒီမှာအရွက်တွေပဲစားလी အရွတ်တွေစားတာငါဘိုက်ထဲမှာအမိုက်တွေရွက်ကုန်ဖြစ်ကုန် ကဲအမိုက်တွေပဲဖြစ်နေပြီဆိုလို့ရှင်ကိုကြီးရွှေနတ်ဘငါကျမကျမအောင်မဒုံတစ်ချောင်းရှာပေးရှင်ရဲ့ဦးဟဲ့လို့ခွဲပြီးတော့ကျမအကွာရဲ့လျှော်ပေးမယ်အဲ့ဦးတွေတန့်သွားအောင်လျှော်ပြီးတော့မှရှင်ဝင်းတဲ့ကိုကျမပြန်ပြီးတော့ခွဲထွက်မယ်အမိုက်တွေတလောက်များနေ ဟုတ်တယ်နော်မိမတွေဈေးသွားတဲ့အတိုင်း အလိုနေနဲ့စိတ်ဓာတ်တွေကြလာတယ်တလုံးကိုးပေါင်မတက်တဲ့လူတော်ဈေးရဲရောက်ချင်းကိုးပေါင်ထိုးတက်တယ်လို့ပဲကောင်းတဲ့ဒိတ်ကြိုက်ပြီးတော့ ဒီလိုမိမတွေပြောလိုက်ရင်ဂွာကြီးပြော ကိုကြီးရွှေအိမ်မှာနေပြီး တော့ တော့ လည်းခွာပဲရှင်တော့ကိုယ်တိုင်သွားကြည့်လိုက်ဈေးထဲမှာဘလို့တွေဖြစ်နေတယ်လဲလို့ ကိုကြီးရွှေလွတ်လိုက်တိ မျက်တောင်မခန့်နဲ့မျက်စိမမိတ်နဲ့မဝေစားသွားမယ်ဖြစ်နေတဲ့ကူဟာမျက်စိတမိတ်လျှက်ရဲ့အတွင်းမှာတက်နေတာအသက်တောင်ရှူလို့မဝဘူး တော့မူရင်ဖွင့်ပြီနော် ဒေါ်မို့အလုပ်ပြီးသွားရင်ထမင်းခူးကျွေးဖို့လို့လာဟိုနေမြင့်နေပြီ ကြီးရွှေရနော်ပါသွားတော့ ဟိုတစ်ဖက်မှာလည်းအလုပ်လုပ်နေတယ်ရှင်ကပါကိုလက်နဲ့ကိုရှင်ကခူးမစားနိုင်တာလားရှင်ကဘာဖြစ်လို့ကိုလက်နဲ့ကိုခူးမစားနိုင်တာလဲ ငါဘယ်တော့ခူးစားလို့လဲ ကျမလည်းဟိုမှာအလုပ်လုပ်နေတာလေရှင်တခါတလေကိုလက်ကလေးနဲ့ကိုခူးစားပါလားကိုကြီးကျွေရဲ့ ဟာနေမြင့်သွားလို့ရှိရင်ငါဟောရေတောက်နေရလို့ရှိရင်ထမင်းမစားနိုင်တော့ဘူးရေဘိုက်ထဲမှာရေလေးရက်ဖြစ်ကုန်ရင်အဲကြောင့်နေခူးပေးငါဖူးလို့မဖူးနိုင်ဘူးနင်တို့ငါယူထားတာပေါ်သေးတယ်မှလို့လားမရအောင်ငါးပါးကိုနေခြေပြောင်းနေထမ်းဆောက်ရပေးရမယ်လေ မရဝတ္တရား၅ပါးခြေပေါအောင်ကျမထမင်းမှာခူးပြရမယ်ကိုကြီးကျွေဒီအသက်ရွယ်ရောက်မှမရဝတ္တရား၅ပါးကျဲချင်းမကျဲချင်းနေတလောက်ပူးလောင်နေတဲ့ကြားထဲမှာကိုထမင်းမှာကိုခူးမစားနိုင်ရင်လေမစားနဲ့အငတ်နေလိုက်ကိုကြီးရွှေကျမလည်းခူးမပေးနိုင်ဘူးကိုထမင်းခူးစားဖို့တောင်မှပဲမနေ့စဉ်းစားနေတဲ့အချိန်ကာလကိုရောက်နေတာကိုချင်းစာတရားလေးနဲ့ပြောဟာလားရှင်တယောက်တည်းပူတာမဟုတ်ဘူးအကုန်ပူနေတာရှင်းလို့ပဲကျမလည်းပိန်တော့ပေါ်တောင်ပူသေးတယ်ဟမ် ဒီမှာပစိုးတော်မုန်းနေဘောင်းဘီတော်နဲ့နေရတယ်ပူလား အ
ပူလာတဲ့ကျမထမင်းခူကြွတာနဲ့ဘာဆိုင်လို့လဲ ဘူးတော့မခူးနိုင်ဘူးလေ ဟာနင်းမြင့်သွားရင်ငါမစားနိုင်တော့ဘူး မစားနိုင်တော့ခုကုံစင်းနှုံးနဲ့တတ်တာဆက်ပြမှုန်အောင်ဖြစ်သေးတယ်တတ်တာတဲ့တဏ္ဍမစားနိုင်တဏ္ဍပို့ပြီးတော့တတ်တာတဲ့ဒီအချိန်မှာရေများများတတ် အေးရေမြဲမြဲတော့ဘိုက်ကြီးကဖောပြီးတော့မစားနိုင်တော့ဘူး မစားနိုင်တော့တတ်တာတယ်လေကိုကြီးရွှေရဲ့ရှင်အကြက်တဲတွေလာပြီးတော့ကိုချင်းမစားပြောနဲ့ဖဲသွားခုဆိုင်စားမစားရင်ငဲကိုလည်းနဲ့ကိုခုစားအိုးဟိုက်မှာအနာရရင်ထမင်းလေးကိုခုဟင်းလေးကိုပကန်းလေးကိုပုံပြီးတော့ခုအချိန်မှာနေသားသလိုနေစားသားသလိုစားတယောက်လိုက်ပြီးတော့ကပ်ဖက်တွေရံမလုံးနဲ့ကိုကြီးရွှေ နင်ငါ့ကိုဒီကုန်းလုံးကယူစင်တော့ကလေကိုကြည့်ရွှေကိုမရအောင်ငါးပါကျေးဇူးမှတယ်ဆိုပြီးတော့ယူထားတာလေလုတ်ပေးပါမယ်ဆို ဒီလူကလည်းနော်ဒီလောက်ပူးလောင်နေတဲ့ကြားထဲမှာကျမငါးပါးလည်းမကျေနိုင်ဘူးတပားမှကိုကျမမကျေနိုင်ဘူးဟမ်ခုစားကိုကခုစားနိုင်ရင်စားမစားနိုင်ရင် စာချုပ်ထက်လိုက်ပြီကော ခုအချိန်မှာရှင်ကဓာတ်ဆိုရင်ကျမဒုတ်အဲ့လိုဖြစ်နေတဲ့ကာလကိုရောက်နေတယ်နော်ကိုကြီးရွှေအသက်အရွယ်တွေလည်းရလာပြီမရဝတ္တရား၅ပါးဆိုတာဟိုခန့်ငယ်ငယ်တုန်းကပြောတာကိုအသက်ကြီးဆိုတာ၅ပါးမဟုတ်တပားမှမကျေလဲဘာမှမဖြစ်တော့ဘူးရှင်လည်းလင့်ဝင်တရား၅ပါးတပားမှမကျေလဲဘာမှမဖြစ်တော့ဘူးလာပြောမနေတော့ရလာပြီတွက်ပြအောင်ပါလား ဆေးရပြန်လာတယ် ခရမ်းသီးလေးတွေလည်းဝဲလာတယ်ဒီမှာဗရက်စာလေးကနဲ့ဘူးသီးလေးနဲ့ဟင်းရွက်ချက်မယ်တက ။ညာလေကျွတ်ရမပြနဲ့။တစ်စည်းလုံးကုန်းနေပြီဝဲတာ ဟုတ်တယ်နော်အိမ်မှာနေပြီးဟုတ်တယ်ကိုကြီးရှိတယ် ဈေးလုံးကုန်နေတာမဟုတ်ဘူးလေကိုကြီးကြီးက2ရက်စာ3ရက်စာဝဲလာတာဒီမှာခေါ်ပြီးတော့2500တဲ့ ။အဲ့ဒါလေးဘာလို့ကိုဝဲတာအပူလို့ရှော့ဘူး။ ဘောသားမပါလို့လားမသိ လှုပ်ပြမလို့ဝဲလာတာကိုကြီးရွှေလှုပ်ပြမလို့ဝဲလာတာအဲ့မှာကြက်တော်မဒီမှာဟဲ့ကောင်ကြည့်ဘူးဝက် ဘူးဟောပါတယ် ဝတ်တော့ဝဲတာတော်သေးတာပေါ့ ဒီမှာတည့်ပြီးငါးလုံးတစ်ထောင်ကို ။လေးဟိုငါအောက်တွေမှာခုလုံးရတယ်။မင်းဘူးအောက်ထဲမှာပတ်ဆောင်အမျိုးမျိုးပုံနေတာလေ ဟိုရှင်းသွားတော့မှရှင်း3လင်းမျိုးတဲ့နဲ့5တောင်ဘိုးကြီးကြာလာတဲ့ဥစ္စာကြာကိုကြီးမှာဘယ်နဲ့နဲ့စားရလို့လဲကိုကျမသွားတာ3လင်းနဲ့စားရတယ်လေကိုကြီးကြီးဖျားပန်းလဲကျမ6000ဘိုးဝဲလာတယ် ။ဖေးမမနေ့ကလည်းဝဲတယ်ဒီနေ့လည်းဝဲတယ် ဩဒီလောက်လာပြီနေဆိုတာအဖေများနေအတွက်ဖျားပန်းလေးကတ်ထားကိုကြီးရွှေကိုအဖေများနေဆိုပြီးတော့ဖျားပန်းလေးနဲ့ကတ်ပြီးတော့လှူတာ ။ကိုရှာကျွနေတယ်ကိုလင်နေတယ်နေတစ်ခါမှဘယ်နှခါပြောဘူးလေ နေဦးကျမနောက်ရကျမကျမလင်းများနေဆိုပြီးကျမတတ်မှတ်ခိုင်းမယ်အဲ့လင်းများနေဆိုပြီးတတ်မှတ်ပြီးတော့ရှင်းကိုကြာအနန္ဒကျမဟွာဘလို့ပြောရမှန်းအောင်မသိဘူးအဖေများနေကျမအဖေတွေအမေတွေမွေးပကလို့ရှင်းရတာမဟုတ်ဘူးလား ဟုတ်တယ် ။ပေးသွားတဲ့ဟာတွေကိုတွားပြီးယူဆိုင်တော့ဝဲနေတာ ကြီးရှိရနော် ဟုတ်ဒီလူကစကားပြောရတာတတ်ကတ်ပြီးတော့ ဟုတ်တယ် ဩနောက်ပိုင်းကြလို့ရှင်းတော့ပြောမှာကျမတို့မိန်းမတွေအတွက်တတ်လင်းများနေဆိုပြီးတော့တတ်မှတ်ပေးကြပါအောင်ရှင်လင်းများနေရလို့တတ်မှတ်ပေးပါအောင်ငါအဖေအမေမွေးပကလို့ရတဲ့အကောင်ကငါအဖေအမေကိုလာပြီးတော့ကြီးတွေပြောနေတယ်ခုမနဲ့ကတော်လေးအကုန်လုံးချက်မကြွေဘူးကျမဟာလို့ဓာတ်နဲ့နှုံနှုံဆင်းပြီးအကုန်လုံးဟင်းလေးကြိုသလိုကြိုပြီးအကုန်လုံးကြွေပလိုက်မှရှင်းတယောက်စာကိုကျမမကြွေဘူးဘယ်နဲ့ဈေးဝယ်တဲ့မနက်တိုင်းရံဖြစ်တာမနက်တိုင်းရံဖြစ်တယ်သူတို့လည်းသွားအောင်အဆင်မပြေဘူးနောက်နေ့သူများပဲထပ်ပြီးတော့ထွက်ကြတယ်လာဖိုက်6တောင်တစ်ဈေးလုံးရှာမတွေ့တယ်လူကပြောဟိုင်းမှာညက်ခောက်ဆွဲဝယ်လာတယ်ညက်ခောက်ဆွဲနဲ့စာ မနက်စာ အဲ့ဒါမျိုးကြတော့ခေါင်းမဖော်ဘူးစားတော့မယ်သူတို့သွားတဲ့နေ့ကြလို့ရှိရင်ဒါကြလုံးတစ်လုံးတောင်ပါမလားအရင်မရအတွက်ဒီကတော့သွားလိုက်လို့ရှိရင်ဒါလေးကငါလင်းကြိုက်တယ်ဟဲ့ဒါကငါယောက်ျားသဘောကျတယ်ကျက်တော်မကလေးကိုမကြီးသေးသေးနဲ့ဖြောရင်ငါယောက်ျားအချင်းလေးနဲ့ကြိုက်တယ်ဟဲ့တခါတည်းခေါင်းထဲမှာလင်ဖို့ပဲတွေးပြီးဝဲနေတဲ့မိန်းမတွေအတွက်မမို့ရင်နာတယ် ။ခုဝဲရတဲ့ပစ္စည်းတွေကဒါပတ်စံလိုပဲဈေးတော့တော့ပေးရအောင်မလား မပေးရပါဘူးကိုကြည့်ရွှေရဲ့ရှင်ကလည်းစကားပြောရင်ငေါ့တော်နဲ့ပြောတာဟမ်တခါမှကိုစားဖို့လို့ဒါလေးကငါစားဖို့ဆိုပြီးတက်မှတ်ချက်လာတဲ့ချက်ဖို့စဉ်းစားလာတဲ့မိန်းမတယောက်မှမရှိဘူးဒါလေးကငါသားကြိုက်တယ်ဒါလေးကငါသမီးကြိုက်တယ်ဒါလေးကငါလင်ကြိုက်တယ်ဆိုပြီးတော့လင်အတွက်ကိုခေါင်းထဲမှာထည့်ပြီးဝဲလာတဲ့မိန်းမတွေအတွက်တွေးလိုက်တိုင်းရင်းနာတယ်နောက်ကိုနှေတိုင်းကျမတို့ကတန်ဋိဌာချထားတယ်လင်များနေလို့တန်ဋိဌာချလိုက်တယ် ။ဈေးသွားပြီးတော့ကြားရတယ် ဟုတ်ပြန်ပြီ ။မောပြီးတော့စားချင်တဲ့စိတ်တော့မရှိတော့ဘူး ကိုကြီးရှိရအိမ်ရင်ဖိဟောတယ်နော် စားကျင်တဲ့စိတ်မရှိတော့ဘူးဆိုတော့သွားတာဘလူလဲချက်ထားကဘလူလဲချက်ထားကျမသွားတာကျမမောတာရှင်းလားအရင်နေထိုင်ပြီးတော့မောနေတယ်သူများတွေမောစရာမရှိဘူးပန်း2500တဲ့ကဲထားလိုက်တော့ဖျားပန်း2500တော့ဒါကိုလှူတာဆိုတော့ဖျားပန်းဆိုတာဈေးကြီးမကြီးဒီမှာ ဘယ်လောက်လဲ အပေါ်မပြောဘူးတကယ်ကိုအပေါ်မပြောတာမမို့ဘလို့လုပ်မလဲကြုံရဆုံရလူပုံဘဝမမြင်ဘူးတာလည်းမြင်ဘူးရတယ်မကြားဘူးတာတွေလည်းကြားနေရတယ်မစားဘူးတာတွေလည်းစားနေရတယ်ဟမ်ဒီမှာအဲ့ဒါကစုံညော1000မို့ဒီမှာချိုးလိုက်မယ်ဒီအောက်ကဟာကျတော့ရင့်နေလို့
ဒါစီတို့ကြက်သွန်အဖြူအနီးတို့မပါသေးဘူးပစွန်ကြောက်တို့ထက်စကားတဲ့မပြောနဲ့ အိမ်ရှင်မတွေရဲ့ခံစားချက်နော် နေတာ အိမ်ရှင်မတိုင်းရဲ့ခံစားချက်ပေါ့ နောက်ကဟာဝါမရဘူးဓမ္မအဲ့ဒါကစုံညွန်2000မို့ဒါအရွက်တွေဖဲလိုက်မှာဓမ္မဟင်းတစ်ခွက်တောင်မှအိမ်မှာဟိုခလေးက3ယောက်ရှိတယ်ဟိုဈေးရောက်နေတဲ့ဝန်ထမ်းအနေနဲ့မမိုးတို့က2ယောက်စွန်းတော်ကတ်မှာနဲ့9ယောက်ဒါဘလို့စားမလဲတပြားလဲရိုက်လို့ကြော်လဲကြော်ဒီလောက်ပဲရှိတော့တယ်အဲ့ဒါစီတို့ငရုတ်တီတို့ကြက်တော့မပါသေးဘူးစီတို့ဘာတော့မပါသေးဘူးကိုခေစီသေးနဲ့ကစုံညွန်တပွဲကို9000ရှိမှထမင်းစားလို့ရမယ်ခက်ကိုရောက်နေတော့ဟင်ကျမတို့ဘဝလှုပ်ချင်းနဲ့မြုပ်ဘယ်လိုလှုပ်ပြီးတော့တိုးတက်မလဲတိုးတက်ဖို့မမျော်နဲ့နတ်မှန်ဖို့ပဲစဉ်းစားတော့မယ်တကယ်ကိုဘလို့ကိုဈေးတစ်ခါသွားဖို့လေဘလို့ပြောရမှန်းကိုမသိတော့အောင်ကိုဖြစ်နေ ဒါရည်စရာမဟုတ်တော့ ဩ နော် ဟိုတော့ကမမိုးတို့ပတ်စံအပေါ်အပြန်ဆိုင်ကကတော့ကြိုးပေးထားပြီတယ်အပေါ်900အပြန်900 1000မလေးဒူးနှံ့ပြီးတော့အခုဟင်အပေါ်အပြန်4000အပေါ်ကုန်းချောင်းအပြန်ချီချင်းမောပြီးတော့ ကျမလေးနဲ့ညီညွတ်တယ်လေ အေးတော်တော့အဲ့ဒါကျမ်းမာရင်းနဲ့ညှင်းညွတ်တယ် ကိုကြည့်ချင် ဒီကလူတွေကတဖြည်းဖြည်းနဲ့အသက်အရွယ်ကြီးလာတဲ့အပေါ်မှာပိုးပြီးတော့အရွယ်တွေကြကုံစင်းနှောင်းကတက်အရာလျာဆုံးမိမဖြစ်ကြတဲ့ဘဝကိုတစ်ခါတလေတွေးရင်နာတယ်ခုချက်ကတော့မယ်ချက်လက်ချက်ကောအဲ့ဒါဒီမှာနှစ်ဖက်ငါဖို့ကြတော့ဘာရှိတော့မလဲဒီမှာဒီအောက်ကအရင်ကဘလို့လို့စားမလဲအဲ့ဒါလှုပ်ပြည့်ခေပြည့်နေတယ်အဲ့ဒါ ဘုံရဲ့ခုကြော်စားပါ ဘုံတော်ရောက်ကဓာတ်ပြဘုံတော်ရောက်ခုကြတာအမကျွတ်တယ်လက်ပိတ်တော့တော်တယောက်စားကျုပ်ကခုပြီးကြော်ပေးမယ်တော်အဲ့ရနေမဟုတ်တာတွေထိုင်ပြောနေတယ် โอเคကျွန်တော်မိမိုင်လေးကတလောက်ပါခင်ဗျာဒါကတော့အရောက်မှာသဘောကျဖို့ကောင်းတယ်ကိုကြီးရွှေနဲ့ဒေါ်မိုးတို့ရဲ့အိမ်နွေးပြဿနာအလွဲဟာတာဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒါကတော့ဒေါ်မိုးပြောသွားတာတွေဆိုရင်တကယ်ကိုတချို့အရာတွေကရည်စရာမဟုတ်ဘူးပေါ့နော်တကယ်အပြင်မှာဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုအခြေခံပြီးတော့ပြောသွားတာပေါ့နော်ကျွန်တော်တို့ဒါသူလှုပ်ယူပြီးပြောသွားတာတခုမှမပေါ့ဗျာနော်ကျွန်တော်အမှန်ကန်နေပဲပြောသွားတာဆိုရင်တော့သဘောကျဖို့ကောင်းပါတယ်ဒါကတော့တောင်းဆိုထားတဲ့ကျွန်တော်မိတ်ဆွေကိုဒါမြောက်ပေးခြင်းပဲဖြစ်ပါတယ်အဆုံးလိုက်ပါကြည့်ရှုပေးတဲ့မြတ်တော်ချင်းတိုင်းကိုလည်းကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်